Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အမျိုးသားအုံနောက်ကအမျိုးသမီးတွေထက်ပိုဝေးလျင်မြန်စွာကြုံနိုင်ကြောင်းလေ့လာတွေ့ရှိရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အသက်ကြီးလာတဲ့အခါအမျိုးသားတွေရဲ့အုံနောက်ကြုံတာကအမျိုးသမီးတွေထက်ပိုမြန်တယ်လို့သူတည်တည်တွေကတွေ့ရှိခဲ့ပါတယ်ဒီလေ့လာမှုမှာစုစုပေါင်း4926ဦးကိုလေ့လာခဲ့တာပါအုံနောက်တ िश ူဆုံးရှုံးမှုမှာခြားနာချက်တွေလည်းရှိပါတယ်အမျိုးသားတွေမှာအုံနောက်အစိပ်ပိုင်းဆုံးရှုံးမှုကပုံများနေတာကိုလည်းတွေ့ရပါတယ်။တကယ်တော့အသက်ကြီးလာရင်အုံနောက်ကတဘာဝအတိုင်းကျုံသွားတတ်တာပါပဲ။ဒါပေမဲ့အဲဆိုင်မယောဂရှိသူတွေမှာတော့ဆုံးရှုံးမှုကပုံများပါတယ်။ဒီအချက်ကအမျိုးသမီးတွေရဲ့အုံနောက်ဆုံးရှုံးမှုနှုန်းဟာအမျိုးသားတွေထက်ပိုပြီးနှိမ့်ကွေ့တယ်လို့လည်းပြောနိုင်တာပေါ့။ဒါပေမဲ့တစ်ခုရှိတာကအမျိုးသမီးတွေမှာအုံနောက်ကျဆင်းလေအဲဆိုင်မဖြစ်နိုင်ခြေကပုံများလေဖြစ်တယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။သူတေတီတွေဟာအသက်18နှစ်ကနေ35နှစ်အတွင်းအုံနောက်တက်မှန်12000ကျော်ကိုလည်းစစ်ဆေးခဲ့တာပါ။အဲ့ဒီအခါမှာအမျိုးသားတွေရဲ့အုံနောက်ကပိုပြီးကျဆင်းလွယ်တာကိုထင်ထင်ရှားရှားတွေ့ရှိခဲ့ရပါတယ်။အမျိုးသမီးတွေရဲ့အုံနောက်တွေကတော့ကျဆင်းမှုနှုန်းနှေးပြီးတက်ရောက်တဲ့အုံနောက်နေရာတွေမှာလည်းနေပါပါတယ်။လေ့လာတွေ့ရှိချက်တွေအရကြားထဲမှာကွဲပြားခြားနားမှုပေါ်မူတည်ပြီးအုံနောက်အုံမင်းချင်းကွဲပြားတယ်လို့ယူဆထားကြပါတယ်။ဒါပေမဲ့နောက်ထပ်သူတေသနာတွေနဲ့တော့အတိပြုကိုလိုအပ်နေပါသေးရဲ့။အုံနောက်တူတယ်နဲ့မျက်နှာပြင်တွေမှာလည်းကြားထဲမှာကွဲပြားမှုကြောင့်ခြားနားချက်တွေရှိနေတာတွေ့ရှိခဲ့ရပါတယ်။အုံနောက်ကျုံရင်းကဆိုးကျိုးဖြစ်နိုင်နေဆိုပေမဲ့အချို့အခြေအနေမှာတော့အကျိုးကျေးဇူးဖြစ်နိုင်တာမျိုးလည်းရှိနိုင်ပါသေးတယ်။ဘာပဲဖြစ်ဖြစ်ဒီတွေ့ရှိချက်တွေအရအမျိုးသားနဲ့အမျိုးသမီးတွေကြားအုံနောက်ကြဆင်းခြင်းကွဲပြားနေပြီးအထူးသဖြင့်အမျိုးသမီးတွေရဲ့အုံနောက်အုံမင်းလာခြင်းအပေါ်သူတေသနာပြုလုပ်ဖို့လိုအပ်နေရလို့လည်းဆိုရမှာပါပဲ။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့အမျိုးသားအုံနောက်ကအမျိုးသမီးတွေထက်ပိုပြီးလျင်မြန်စွာကြုံနိုင်ကြောင်းလေ့လာတွေ့ရှိရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်